Hello ပါနေကောင်းကြပါရဲ့လားဒါ CCAN trade လို့ခေါ်ပါတယ်90%မှန်ကန်မှုရှိပါတယ်10ကထွေးရင်9ကနိုင်ပါတယ်တစ်ခါပဲရှုံးပါတယ် easy to trade ပါ10မိနစ်ကနေ3မိနစ်အတွင်းကိုအဖြေထွက်ပါတယ် trade တွင်းကိုစိတ်ဝင်စားကြလားတော့မသိဘူးကျမကတော့ဟိုးရင်ကလေးကစိတ်ဝင်စားတယ်ဒါပေမဲ့မလေးလာပြဘူးပေါ့နော် trade ကြီးအကြောင်းရှုံးနေနဲ့ပြောနေတဲ့နေကြားနေတော့မလေးလာပြဘူးဒါမဲ့ဒီဥစ္စာကိုလေးလာကြည့်တဲ့အခါကျတော့တော်တော်လေးမစိုးဘူးပေါ့နော်အဲကြောင့်ဒီထဲမှာဒီနေ့ EU ကို$1ထည့်ပြီးတော့ trade ထားတာဖြစ်ပါတယ်ဝင်းมาတော့မယ်ဒီ signal လေးကတန်မိုးရှိတယ်နော်အရန်တန်မိုးရှိတယ်ဝင်းတော့မယ်နော်ဝင်းသွားပါပြီရှင်ကျေးဇူးတင်